ကြီးတစ်ခုအတွင်းမှာတရေမိသားစုတစုနေထိုင်ကြတယ်။တရေဖေကြီးဖြစ်သူတရေကြိုင်နဲ့တရေမိကြီးဖြစ်တဲ့တရေကြီးလုံးတွေမှာအရန်ကိုအစော့တန်နဲ့တရေသားလေးဖိုးဖွားဆိုသူရှိတယ်။တရေတော့သူတို့မိသားစုကစားတော့ဖို့အတွက်ညှင်းချက်နေကြတယ်။ဘင်းသားလေးကအိမ်ကတရေ6ချမ်းနဲ့ဒေါ်ချမ်းကမိလိုက်တယ်။ဟဲ့လုံးတင်ဘာလို့ချက်နေရတော့။အော်ဘာရင်ချက်လဲဆိုတော့ဒီနေ့ကဝတ်သားဟင်းလေ။မနေ့ကရွာတိကညောင်မင်းကြီးနားလေးမှာလူတယောက်ကိုတရေ6လွတ်လိုက်ပြီးတော့ရလာတဲ့ဝတ်သား။ရွာကဦးတင်လင်းကတခြားရွာကဝင်လာတဲ့ဝတ်သားတစ်ဆွဲကိုကင်ကအိမ်ကိုပြန်လာနေတယ်။အဲ့ဒီအချိန်မှာတရေမလုံးတင်ကသူ့ကိုတရေချဖို့အတွက်ညောင်မင်းကြီးပေါ်မှာစောင့်နေတယ်။အော်လာနေပြီ။လက်မလေးဝတ်သားတစ်ဆွဲပါလာတယ်။ငါတော့ဟင်းကောင်းစားရတော့မယ်။ဟာငါစက်သိမ်းမွင်းညင်းနေထလာပြီ။တရေချခံရတော့မယ်တင်နေ။ဒီနားလေးကတရေချကျဲနယ်လို့နာမည်ကြီးထားတာ။တန်ဖို့ဒီအထောက်ဝီသစ္စာ။ဦးတင်လင်ကတော့ရသမျှဖျားစာတွေကိုရွတ်ဆိုကလမ်းလျှောက်လာနေတယ်။ဦးတင်လင်ညောင်မင်းကြီးနားလျှောက်တော့တရေမလုံးတင်ကညောင်မင်းကြီးဘော်ကနေဆင်းပြီးကပြနေတော့တယ်။ဟိုမှာဝမ်းမကြီးတကောင်ကနေပါလား။အော်ငါ့ဟိုမြောက်ဝမ်းမကြီးတဲ့။တွေးကြသေးတာပေါ့ကောင်စုပ်တေးမလုံးတင်ကမျက်လုံးပြူကရှာထုတ်ပြလိုက်တယ်။အမလီတေးမကြီးဟာကြောက်စရာကြီးပဲ။ရှာဦးကြောက်ဖုံဖုံကြီးကဲပါဦး။တေးကြောက်ခံလိုက်ရပြီတို့။ဦးထင်လင်းလဲဝတ်သားတဆွဲကိုပြစ်ချပြီးရွာရီကိုတက်နေအောင်ပြေးလေတယ်။ငါတေးမလုံးတင်တေးမကြောက်တတ်သူတော့ကြောက်အောင်ချောက်ခဲ့တာ။တေးမလုံးတင်လဲဝတ်သားတဆွဲကိုယူကအိမ်ကိုပြန်လာခဲ့တော့တယ်။အော်အေးပါနင်တို့ကဒီနေ့ဝတ်သားချက်နေတယ်။ငါတော့ဒီနေ့ချက်ဖို့ဟင်းတော့မရှိဘူး။မလီဟင်းမြသိရင်လဲရှာပေါ့ဟဲ့။နင်တေး6ချမ်းတာပဲ။အေးပါငါတေး6တာချမ်းတာဘသူ့ကိုလိုက်6ရမလဲမသိဘူး။အော်ဟုတ်တာ။ဒါဆိုရင်တော့နင့်ကငါအချစ်ကြီးတစ်ခုရှာအောင်ပြောလိုက်မယ်။ဒီညဟိုဘက်ရှောင်းမှာဖျားပွဲတစ်ခုရှိတယ်။အဲ့ဒီဖျားပွဲသွားတဲ့လူတွေကထမင်းကြိုက်နေဆွဲလာတတ်တယ်။အဲ့ဒါနေသွားချပြီးတော့စားလိုက်ပေါ့။ထမင်းချက်စရာတော့မလိုတော့ဘူး။ဟုတ်လား။ဒါဆိုရင်တော့ငါဒီညသွားချလိုက်မယ်ဟာ။ကျေးဇူးပါဗျာခုလိုပြောပြီးလို့ငါတေးရဲကြောက်တာကျန်းတာနင့်လို information မစုံဘူးဟဲ့။ညတာတွေကိုဘယ်လိုသိတာလဲ။ငါလား။ငါMSC ကလာတဲ့တေးရဲဆက်လန်တွေကြည့်တယ်လေ။ဟုတ်လား။ဒါဆိုငါလည်း MSC ကလာတဲ့တေးရဲဆက်လန်တွေကြည့်မှဖြစ်တော့မယ်ကောင်းမကြီး။လုံနဲ့တော်ကျန်လေတေးရဲချဖို့အတွက်ထွက်ခွာသွားလေတယ်။တာလီဖိုခွားကြီးဝတ်သားရင်ချက်ပြီးထမင်းစားကြမယ်လို့တားပြီးကိုပြောလိုက်အောင်။ဟုတ်မေအိမ်ကောင်မပေါ်တက်ဆော့နေတဲ့ဖိုးခွားကသူ့ဘေကိုထမင်းစားဖို့သွားပြောလိုက်တယ်။အဖေအမေကထမင်းစားကြမယ်တဲ့။အေးလာခဲ့မယ်လို့ပြောလိုက်။တရေချဖို့အတွက်တရုတ်ကိုစုံအောင်မိကက်နဲ့ခြေသားနဲ့တရေကြိုင်ကသူ့သားကိုပြောလိုက်တယ်။နောက်တော့သူလည်းထမင်းစားဖို့အတွက်ထသွားလိုက်တယ်။ဟောယောက်ျားဘလို့ဖြစ်တာတော့ရုပ်ကလည်းစိုးလိုက်တာ။အော်မိမရဲ့ငါ့ရုပ်ဆိုမှလူတွေကကြောက်ကြမှာပေါ့ဟာ။အင်းမဟုတ်ပါပြီ။ဒါပေမဲ့မိကက်တွေအရမ်းမသုံးတော့နော်။ကျမတို့လည်းခြံအောင်။အေးပါကွာခြံထားပါလေ။နောက်ထပ်2ဘူးတောင်ထက်ရှိသေးတယ်။ဒီလိုနဲ့တရေမိသားစုဝတ်သားဟင်းနဲ့ထမင်းလက်ဆောင်စားကြတော့တယ်။ညရောက်တော့တရေမိသားစုကတရေချဖို့အတွက်တောအုပ်တွေကနေရောင်စုံဘက်ကိုထွက်လာကြတယ်။တရေကြိုင်ကဒီညကဘလို့ဖြစ်တာတော့ငါရုပ်ဆုံးအောင်တေချာလှုပ်ထားပြီးမှချောက်မဲ့သူလည်းတရားမှမတွေ့ပါလား။အော်ယောက်ျားကလည်းစိတ်ရှည်စမ်းမအချိန်တိုင်းတွေ့မှာပေါ့။တနေရာရောက်တော့တရေမလုံးတင်ကဟောယောက်ျားဟိုမှာတွေ့လား။ကောက်ရိုးပုံပြီးမှလူ2ယောက်ပဲ။ဒီကနာဒါအတွေ့ချင်းနေကြတာတင်နေ။ဟုတ်မေတင်နေ။သူတို့ကကြည့်ရတာပုတ်ကတ်နေရပဲ။ကွာသွားအောင်ငါတို့တို့သွားချောက်ကြမလား။သွားမယ်လေ။ဒါဆိုရင်ဘယ်လိုချောက်ကြမလဲ။โอเคငါစီစဉ်မယ်။မိမကဟိုဘက်ချုပ်ပုံနာလေးအရင်သွားပုံးကြည့်။ငါသူတို့ထိုင်နေတဲ့ကောက်ရိုးပုံလေးလာကိုသွားလိုက်မယ်။ပြီးရင်ငါကသူတို့ကိုအရင်ချောက်မယ်။ငါချောက်လိုက်လို့သူတို့ပြေးသွားတဲ့အခါမိမကသူတို့ရှိရနေရုတ်တရက်ဘွားကနေပေါ်လာလိုက်။သူတို့ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ဒီဇန်လန်ကိုဆက်ကြည့်ရမှာပဲ။ဒါကတော့အဖေတို့ဘယ်လိုတေးချောက်တယ်လဲဆိုတာကိုလိုက်ပြီးတော့တင်ယူလေးလားကြားလားဟုတ်ကဲ့ပြီဒါဆိုသားဒီနားလေးမှာပဲစောင့်ကြည့်နေမယ်
တင်းကြိုင်နဲ့တင်းမလုံးတင်တို့ကောက်ရိုးပုံနာလေးကအတွဲကိုတင်းချဖို့အတွက်နေရာယူလိုက်ကြတယ်အကိုကခေးကိုဘယ်လောက်ထိချစ်တာလဲဘယ်လောက်ထိချစ်လဲဆိုတော့ဒီကောက်ရိုးပုံကြီးလောက်ချစ်တာဒီလောက်ပဲပေါ့စားရပါခေးရဲ့ခေးကိုဘယ်လောက်ထိချစ်လဲဆိုမိုးလောက်ကြီးချစ်ကြပြလည်းမဆောင်တော်ပြီကွာခေးစိတ်ဆိုးတယ်မစိုးပါနဲ့ခေးရဲ့ဒါဆိုခေးစိတ်ကောက်ပြဘာလို့ပြရမှာလဲပြောခေးအတွက်ဆိုဟိုဝေကဒုံကျဲကြီးကိုတော့တွားခုပေးအောင်မှာအဲ့ဒါဆိုလေတွားခုကြည့်တွားတေးကြိုင်ကကိုပူးရဲ့ကောင်ရိုက်လိုက်တယ်ဟာနားလိုက်တာဘာလို့ကိုရိုက်တာလဲမမရိုက်လို့လေမရိုက်ပါဘူးအကိုနော်ခေကိုစိတ်ကောက်ပြောင်းမချော့နိုင်မင်းနဲ့လာလို့မနေနဲ့တေးကြိုင်ကနောက်ထပ်ကောင်ကိုထပ်ရိုက်လိုက်တယ်တော်တော့လို့ပြောနေရနော်ကောင်မအမလီနားလိုက်တာအေးခေကိုကောင်မတွေကြည်စမ်းဘလို့ပြောထွက်နိုင်ရအောင်နေငါကောင်းကိုရိုက်နေရလေမရိုက်ပါဘူးဆိုဘလို့ဖြစ်နေရလဲအဲ့ဒါဆိုဘသူရိုက်တာလဲငါရိုက်တာအမလီရုပ်တော်ဆိုတဲ့တဲ့အချောက်ခံလိုက်ရပြီပြောအော်ပြီးတော့တန်းနေအောင်ပြေးလီတော့တယ်ဒီဘိုင်းကလည်းဟိုကြည့်ဒီကြည့်နဲ့ပြေးလီတော့တယ်ဟယ်လိုမိမကြီးကိုတော့အတွဲကို꿰အောင်လို့တရေချောက်လွတ်လိုက်ပြီကျန်တာမိမချောက်လိုက်တော့ဟုတ်ပြီယောက်ျားသူတို့လာကိုစောင့်ကြည့်နေတယ်ကိုပုပြေးလာတဲ့လမ်းမှာတရေမလုံးတင်ကဘွားကနေပေါ်လာလိုက်တယ်ဟာအမလီဝမ်းမကြီးအေးဟုတ်ပါဘူးတရေမကြီးငါ့အောင်မြောက်ဝမ်းမကြီးတဲ့ဒင်းတော်လေငါအကြောင်းကောင်းကောင်းသိစီရမှာအမလီတေးပါပြီဗျဝတ်တရေချောက်ခံလိုက်ရပြီငါတရေလိုက်ချောက်တဲ့သူတွေကငါ့ကိုဝမ်းမနဲ့မှားနေကြတယ်ထင်တယ်ငါဝိတ်ချမှရတော့မှာဒီနေ့ကစပြီးတော့ငါညစာမစားတော့ဘူးရိုင်းကတော့သူ့ချစ်သူကိုပုကိုခေါ်ပြီးပြင်းနေလေတယ်အကိုခေးကိုတယောက်တည်းမထားခဲ့နဲ့လေပြောတော့ခေးကိုချစ်တယ်ဆိုမထားခဲ့ပါဘူးဒီမှာလေခေးရဲ့ကိုတေးကြိုင်ကမိဝိုင်းရဲ့နောက်ကနေပြောလိုက်တယ်မိဝိုင်းကနောက်ကိုလှည့်ကြည့်လိုက်တော့ရုပ်တော်ဆူလာတဲ့တေးကြိုင်ကိုတွေးလိုက်ရတော့တယ်ရုပ်ကလည်းစိုးလိုက်တာဘာတေးလဲမသိဘူးချီစားတေးထင်တယ်ဘာကွာငါ့အမြချီစားတေးတဲ့ငါ့အကြောင်းကောင်းကောင်းသိစီရမယ်ရှင်ကျမကိုရုံးမဖို့မစူးစမ်းနဲ့နော်ကျမអော်လိုက်မှာငါနေ့ကိုရုံးမစရာအကြောင်းမရှိဘူးငါနေ့ကိုတရေချောက်နေတာဟဲ့ကောင်မရဲ့တရေချိုင်ကမိဝိုင်းရဲ့နာရောက်သွားခဲ့ပြီးတော့ပါဇက်ကနေအငွေ့တွေကိုထုတ်လိုက်တယ်အမကြီးနမ်းလိုက်တာရှင်သွားမတိုက်ဘူးလားငါတော့ဒီကလေးနဲ့တွေ့မှာတိုင်ပတ်ပြီငါသူ့ကိုကြောက်အောင်ချောက်မှရတော့မှာတရေချိုင်ကသူ့ရဲ့ရှာရှိကြီးကိုထုတ်ပြလိုက်တယ်ဘာကြီးလဲယွန်လိုက်တာဘာလို့ရှာထုတ်ပြနေရလဲအမလေးယွန်စရာကြီးတရေချိုင်လေဒေါသထွက်လာခဲ့တယ်နေအောင်ဒီကလေးမှာတော့ကုတ်ကိုတက်စီးပြမှာတရေချိုင်ကဒီဝိုင်းရဲ့ကုတ်ပေါ်ကိုတက်စီးနေတော့တယ်ရှင်နာဘာလုပ်တာလဲကျမကိုရုံးမဖို့မစူးစမ်းနဲ့နော်ကျမမှချစ်သူရှိတယ်အဲ့ဒီချိန်တရေမလုံးတင်ကသူ့သားနဲ့ရောက်လာခဲ့ပြီးတော့တရေချိုင်ကောင်ကိုရိုက်လိုက်တော့တယ်ဟေးယောက်ျားရှင်နာဘာလုပ်နေရလဲရှင်ကိုတရေပဲချောက်ခိုင်းတာနော်ဟိုဟာတရားလုပ်ဖို့မဟုတ်ဘူးငါဘာမှမလုပ်ပါဘူးဟာတရေချောက်နေရလေရှင်တရေချောက်နေရကလွန်နေပြီသူကငါ့ကိုကြောက်မှမကြောက်တာငါတလောက်ရုပ်စွမ်းအောင်ပြင်းလာတော့ငါ့ကိုမကြောက်ဘူးငါလည်းဒေါသထွက်လာနဲ့ဂုတ်တက်စီလိုက်တာကဲတော်ပြီဒီနေ့ဂျူဒီကတော့ဒီလောက်ပဲအိမ်ပြန်ကြမယ်မိဝိုင်းကတရေချိုင်တို့မိသားစုကိုအံ့ဩတကြီးစိုက်ကြည့်နေတယ်တရေမလုံးတင်ကဟဲ့ကလေးမဘာရက်ကြည့်နေရလဲပြန်တော့လေငါတရေချောက်လွတ်လိုက်ရချောက်လေမောတာပဲရှိမယ်မိမကြီးဒီကလေးမကကြောက်မှာမဟုတ်ဘူးဟောလေသမီးမပြန်ခင်လေအဲ့ဒါဦးတို့နဲ့ဓာတ်ပုံတစ်ပုံလောက်ရက်ချင်လို့ရမလားရှင့်။အော်ဓာတ်ပုံရိုက်မလို့လားရတယ်လေ။ဦးတရေကကြောက်ဖို့ကောင်ရှာလေးထုတ်ထားပါလား။တရေရဲ့ဒီကတော့ညလုံးပြူးထားလိုက်နော်။မောင်လေးတရေကတော့မမကုတ်ပေါ်တက်စီးထားလိုက်။ကဲရိုက်ပြီနော်။